မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပေတင်စာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှဆရာထန့်ဘေးတင်မေထမင်းရှံ9ရက်သားသမီးများအားလုံးကိုစိတ်နှပြကြားမှချမ်းသာပါစေကြောင်းဥစွာပရမနှုတ်ခွန်းဆက်တာအပ်ပါတယ်မင်္ဂလာပါဆရာကတော့ပုံနဲ့တော်ဘေးတင်ဆရာရန်နိုင်ထွန်းရန်ကုန်မြို့ကဖြစ်ပါတယ်2020နဲ့5ခုနှစ်အောက်တိုဘာလ10လပိုင်းမှာတောက်ကြသားသမီးကန်ကြမှာကန်စာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလတလလုံးမှာခုနှစ်မှာကန်ထူးခြားဆုံးနဲ့ကန်ကောင်းတဲ့နေနာကကန်အကောင်းဆုံးနေနာဟာတောက်ကြသားသမီးတွေလိုရာစန္ဒပြေးမယ်အာသင်းစာဖြစ်စဉ်မျိုးတွေကြုံတွေ့မယ်ကံအထူးခြားဆုံးကံအကျိုးပေးဆုံးလအထူးကံကောင်းပြီးအလောက်ကံအဆင့်ပြေရမယ်အခုလာမယ်ဒီအပတ်ဒီပေါ့နော်18ရက်24ရက်31နားကွန်တောတွင်းနေဒီနှစ်ပတ်သုံးပတ်ဟာဩစာကောင်းလောက်အောင်ကံထူးခြားတာတွေကြုံတွေ့မယ်စိုက်ပျိုးရေးလုံးနဲ့ပတ်သက်တာတွေငွေဖြူရေးလုပ်ငန်းတို့နဲ့ပတ်သက်တာတွေကောင်းကျိုးပေးမယ်ညာနာကအရှိကံညတာစီပွားရေးကံကောင်းတယ်လုံငန်းစားတာအဆင်ပြေတယ်ရေရွယ်ချက်တွေအောင်နိုင်မယ်အပြန်အဆိုင်ကြမှာကောင်းကျိုးထူကြမယ်အပြန်အဆိုင်ကြမှာကောင်းကျိုးထူကြမယ်ဒေါသစိတ်ကလေးနည်းနည်းထိမ့်ပေးရမယ်စိတ်ဆင်းရဲစရာတွေစိတ်ချုပ်စရာတွေနည်းနည်းဝင်လာတတ်တယ်အချုပ်ကိစ္စတွေမှာစေတနာကောင်းပြီးတော့ကံမကောင်းတာတွေဖြစ်တတ်တယ်တတိလေးထားပေးရမှာအရှိကံငွေကံကောင်းမယ်စီပွားကံတက်ရမယ်အကြံစီကောင်းတဲ့အကောင့်တွေဖော်နိုင်ရမယ်ပျော်ရွှင်စရာသတင်းစကားတွေကြားသိရမယ်ဝမ်းမြောက်စရာလူတန်းကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်ဒါဟာတလလုံးမှာအားကောင်းနေတာကတောက်ကြသားများကန့်ကြပါကြာမရေးကံစားတာကြာမရေးကံလက္ခဏာတွေမှာကြည်လိုက်တာဆိုရင်နှလုံးသွေးတော်ခြင်းနှလုံးသွေးကြောခြင်းအဆုပ်နှလုံးရင်ပတ်အောင်တာအဲ့ဒီကာနာပိုင်းကတော့ဂျာမိုင်းစာတာညက်တယ်ဂျာမိုင်းနဲ့ကုသမှုခံယူရခင်ရှိတယ်အကျိုးပိတ်ကိန်းငနက်မှာနှစ်ကိန်းငနက်6ကိန်းငနက်9ကိန်းငနက်5ကိန်းငနက်ဆိုတဲ့ကိန်းငနက်စင်4ခုအကျိုးပေးမယ်ကန်စာတာညံ့နေတာလေးတွေကန်စာတာနှိမ့်နေတာလေးတွေပြေပြောက်ပါပြောက်အောင်မွေးနံတော့တောက်ကြကြိုးတောင်းပါဖျောင်းတိုင်စက်တက်တိုင်ထုံးညိပူဇော်ဆုတောင်းပေးပါအရှိကံကတော့နှိမ့်နေဥပ္ပခပြုခံရမယ်စေတနာစော်ကားခံရမယ်မတိကြိုးပြုမယ်ကိုယ့်ရဲ့ကြိုးစားမှုမေတ္တာရဲ့ကမ်းလှမ်းတာတွေရေစိုးပြီးကြိုးစားအားထုတ်ပြီးဆောင်ရွက်တာတွေခြေမုံပြတ်တာတွေတခြားဘာမဟုတ်တဲ့သူတွေနဲ့ပတ်သက်တာမိသားစုအသားဝိုင်းနဲ့ပတ်သက်ပြီးတော့ခါခါတီးတီးညှင်းဆန်တာစိတ်အနောက်ချက်ပြူတာတွေကြုံရဆုံရတတ်တဲ့အတွက်တောက်ကြသားသမီးများအထုခရိုးဆိုင်ကိုစာမေတ္တာရက်ခံတယ်စိတ်ဆင်းရဲဖြစ်ရတတ်တဲ့နှလုံးသားကြီးအရှိအကန့်စာတာညံ့တယ်အိမ်နောင်ရှင်များဖို့အိမ်နောင်ကြီးစိတ်မတတ်မတာရတွေဖြစ်တတ်တယ်နားလည်းမလွဲမာတာထင်အောင်ထင်မှားဖြစ်နေတာနော်တနည်းအားဖြင့်စားဖွဲ့တောက်ဖွဲ့ကိစ္စနဲ့ပတ်သက်တာတာရေးသမီးရေးနဲ့ပတ်သက်ပြီးတော့ပညာရေးကိစ္စလူဝေးကိစ္စဖြစ်လို့စိတ်ဖြစ်ချင်စိတ်လောစိတ်နဲ့တယောက်နဲ့တယောက်စေတနာအမားတွေနဲ့ထင်အောင်ထင်မှားတွေဖြစ်တတ်တယ်မခေါ်ခြင်းမပြောခြင်းမဆိုခြင်းနဲ့အိမ်တော်ကြီးပြိပခတော့အိုးတဲ့အိမ်တဲ့တနေရာထဲနေပြီးတော့ရန်သူလို့ဆက်ဆံတာမျိုးတွေကြောခိုင်းတာမျိုးတွေဒီလမှာတောက်ကြသားသမီးတွေကြုံရဆုံရတတ်တဲ့လအိမ်နောင်ကံအရှိကံနဲ့နှိပ်ငွေကံကောင်းပဲရောင်ပန်းဝက်ပန်းမျက်နှာပန်းလှမယ်တကူကြီးဖေဟာပုံမျောရတယ်ကုသိုလ်ကံတို့ထူးခြားမယ်ကောင်းသောကံအကျိုးကျေးဇူးတို့ဖြစ်တော်မယ်ကယူဆိုင်ပေးရမှာကရွှေပြောင်းငွေပြောင်းပြဿနာတတိထားပေးရမယ်နည်းနည်းလေးစိတ်နောက်ဆက်ပေးချင်တဲ့သူတွေပေါ်ပေါက်လာတတ်တယ်ဒီအစိတ်ပန်းတတိထားပါအခုလာမဲ့ဒီဇင်ဘာ18ရက်နေ့ဒီဇင်ဘာ24ရက်နေ့ဒီဇင်ဘာ31ရက်3ပတ်တိတိမပြတ်မကွက်မွေးနံဖျားမှာဖြစ်
နေအိမ်ဖျားမှာဖြစ်ဖယောင်းတိုင်စက်တက်တိုင်အတိုင်အသေးအကြီးမလို့ဘူးတက်သေးလေးစီမီခွက်စက်တက်ခွက်လည်းရတယ်ဖယောင်းတိုင်စက်တက်တိုင်လည်းရတယ်အရှိကန်နဲ့နှလုံးသားရဲ့ကိစ္စရက်တွေအောင်မြောင်ရှင်းရှင်းမြတ်တာကိစ္စတွေအောင်နိုင်စေဖို့အတွက်အရှိကန်လေးတွေကောင်းမောင်ဖတ်တော့ဝေငါကြွေမှုကုသိုလ်ပြုလိုက်ပါငါထုတ်ဆဲထုတ်လမ်းဆောင်လမ်းဖတောင်းရစားတော့တုံတို့ကိုမောင်ဖတ်ထုတ်မြတ်တာလက်ဆောင်ကြွေမှုစတုဒေတာဖြစ်ဝေငါတာပေါ့ဗျာဆဲထုတ်15ထုတ်နော်တေးသေးချာချာလေးအကောင်ဆုံးဆောင်ရွက်ပေးနော်ကိုယ်တော်ကံထုတ်မယ်လုပ်ငန်းစာတာကောင်းစားမယ်အောင်မြင်မှုတွေဖော်ဆောင်သွားမယ်ဒီလမှာခုနှစ်နှစ်မှာထိတ်ဆုံးရောက်တာကတောက်ကြလို့ကံကောင်းခြင်းငွေကံစီးပွားလက်ပပျော်ရွှင်စိတ်ချမ်းသာမှုကွာတယ်အဲ့တော့တောက်ကြသားသမီးတွေအောင်မြင်မယ်စ조사ပေးပါဆောင်ရွက်ပေးပါအရှိရေးအိမ်နောင်ရေးကြာမရေးမိသားစုရေးမိသည့်အကန့်ကာလဖြစ်ဆွေးနွေးမင်းများလို့တာရှင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့တုံညာကို45လုံးတုံညာလေးခွန်တုံညာကိုခွန်5လုံး6နှစ်တင်5ကိုဓာတ်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ်ကိုတော့ကတို့ထူးကြမယ်လောက်ငါစီပွားတို့တိုးတက်အောင်မြင်နိုင်ပါလိမ့်မယ်ခုနှစ်နှစ်တော့ခုနှစ်ရသားသမီးအားလုံးကိုစိတ်နှပြကြာမှချမ်းသာတော်မူကြပါစေတောက်ကြသားသမီးများလူရင်စန္ဒာများတလုံးတော့ပြေဝနိုင်ပါစေလို့ကျွန်တော်များပုံနဲ့တော့ပေးတင်စာရနိုင်ထွန်းရာကိုမြို့တော်မှအထုဆုံးမကောင်းဆိုတောင်းမြတ်တာပို့တာအပ်ပါတယ်မင်္ဂလာပါ